ပေးသက်များအားလုံးမင်္ဂလာပါခင်ဗျာ Hero Entertainment Channel ကနေပေးသက်များအားလုံးကိုပြန်လည်ကြိုဆိုပါရခင်ဗျာယနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စေယုံဘော်ကတဆေးဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာတင်ဆက်မှုလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တင်သမျှတွေသိရှိဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ခင်ဗျာဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ကိုထိုက်ဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်အစီအစဉ်လေးကိုစားလိုက်ကြရအောင်နော်ကိုဝင်ဆောင်တယောက်ဟာတင်းချိုင်းကိုတစ်နေ့3ခါမျက်စောင်းထိုးတယ်တဲ့ဟိုးရှေတုံးကစကားပေမဲ့အခုထိမှန်နေတော့အဲ့ဒီစကားကိုကြားဖို့လို့နဲ့တူရဲ့မတ်တီမှာကိုဝင်ရှိပြီးကြတဲ့ကနိုင်ကြီးကသူ့မယားကိုမျက်စိတောက်ကြည့်ပြီးဂရုတစိုက်ရှိလာပါတယ်ရက်တလေးရွာတလေးမင်္ဂလာဆောင်ရှင်ပြဟန်းကန်ရှိလို့ဝေယဝိဆသွားလို့လေချက်ချင်းလိုက်ခေါ်ပါတယ်လောကီမက်ရာပရိသစာအုပ်မှာကိုဝင်တောင်သူတယောက်ဟာမင်္ဂလာဆောင်လက်မဖွဲ့ရဘူးမသွားရဘူးလို့ရေးထားတာကိုဖျားတီယာចောင်းဆောက်အိမ်ဆောက်ရာတွေမှာလည်းမသွားစေရပါဘူးကိုဝင်ဆောင်သည်ဟာဒီလိုကိစ္စမျိုးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုမကင်တွေကောင်းဘူးစုပုံချထားတဲ့တစ်ဝါးတွေကိုမကြော်နှင်းကောင်းဘူးလို့အဆိုရှိကြပါတယ်နောက်ပြီးမတော်တဆအမှားယွင်းလုံးမိရင်အသက်တောင်ထိခိုက်တတ်တယ်လို့လူကြီးသူမတွေပြောစကားရှိတာကိုကျန်တဲ့အလေးပင်မတဲ့ကိစ္စအပူဆက်စားတဲ့ကိစ္စတွေဆိုလေတွေ့တာနဲ့ပြောတော့တာနိုင်ကြီး queue ဆိုင်ပုံကအဲ့လိုမျိုးပြောမဲ့တာပြောရတာပါနိုင်ကြီးကိုအပြစ်ဆိုလို့တော့မရပါဘူးဒီကိုဝင်ကအမတ်တီပထမဦးဆုံးလွယ်ထားရတဲ့ကိုဝင်လေအတွေ့အကြုံကလည်းမရှိတော့ဟိုလူပြောစိုးရင်ရဒီလူပြောစိုးရင်ရနဲ့သူမယားမတ်တီအတွက်နိုင်ကြီးတော့ကရောက်နေပုံပြောပါတယ်ဒီလိုနဲ့ပဲမတ်တီရဲ့ကိုဝင်ကတနေ့ထက်တနေ့ရင့်မာလာပြီးမွေးဖွားမဲ့ရက်ရောက်လာပါတယ်မိနီခန်းတဲ့ကမတ်တီရဲ့ညညူတန်အော်တန်ကြားရလေလေနိုင်ကြီးမြောက်မီးခဲကင်မိတယ်လို့ဖြစ်လေပါပဲထိုင်မရထမရဖြစ်လေပဲဝင်လိုက်ထွက်လိုက်လုံနေတဲ့အရက်လက်တဲ့အမေမွေးကြီးရဲ့မျက်နှာကိုပဲလိုက်ကြည့်နေရပါတယ်အချိန်ကြာလေလေနိုင်ကြီးစိတ်တွေရောက်ရက်ခတ်ပြီးကြောင်ချာချာဖြစ်လေလေပါပဲကြိုပြီးချက်မှတ်ထားတဲ့အင်ကူလီမလာတုတ်ကတော့ရှေးကဟာနောက်ရောက်နောက်ကဟာရှေ့ရောက်နဲ့ကပောက်တိကပောက်ချာဖြစ်လို့နေပါတယ်တော်တော်ကြီးကြာတော့အမေမွေးကနိုင်ကြီးကိုခေါ်ကဟဲ့ငနိုင်နင်မရမွေးရခတ်နေတယ်ဝမ်းဆဲဆရာကိုမြန်မြန်သွားခေါ်စမ်းနိုင်ကြီးတယောက်ပူထူသွားလေတော့တယ်စပိန်ကိုယူပြီးအမြန်နင်းထက်သွားလေတော့တယ်ဝမ်းဆဲဆရာမအိမ်ရောက်တော့ဆရာမကမရှိပါဘူးအခြားရွာမှာကလေးသွားမွေးပေးနေပါတယ်မောကြီးပန်းကြီးနဲ့ပဲနိုင်ကြီးတယောက်ဆက်လိုက်ရပြန်တယ်ကံအားလျော်စွာအိမ်ပြန်လာတဲ့ဆရာမကိုရွာထိပ်မှာတွေ့ရလေတယ်နိုင်ကြီးကအကျိုးကြောင့်ပြောပြပြီးဆရာမကိုတခါတည်းအိမ်ကိုခေါ်လာခဲ့ပါတယ်အိမ်ကိုရောက်တော့ချွေးတောင်မတော့ရသေးဘူးဆေးရုံတင်မှရမယ်အမြန်ပြင်ဆင်ကြဟဲ့ဆီယမပြောလိုက်တဲ့စကားသံကြောင့်နိုင်ကြီးစိုးရိမ်ပူပန်မှုကအမြင့်ဆုံးထိကိုရောက်ရှိသွားလေတော့တယ်ဖေဟာမတ်တီဘာမှမဖြစ်ပါစေနဲ့နိုင်ကြီးဖြစ်ကစိတ်တော့ကရောက်နေတာကောင်အေးအေးစစ်စစ်တော့ကမရောက်ရတဲ့အဖြစ်မတ်တီကိုစေးရုံအမြန်ပို့ဖို့ပြင်ဆင်ရလေတော့တယ်တရင်ချလို့ရောက်လာကြတဲ့ညီကိုမောင်နှမတွေရွာထဲကလူတွေရဲ့အကူအညီနဲ့ဆောင်ပခတ်နဲ့ထမ်းပြီးမတ်တီကိုစေးရုံပို့ကြလေတယ်စေးရုံရောက်တော့လေခွဲစိတ်ခန်းတွေတန်းဝင်ရပြန်တယ်ခွဲစိတ်ခန်းတွေကထွက်မလာမချင်းနိုင်ကြီးတကူလုံးတောကမှုတွေလောင်းလို့2 နာရီလောက်ကြာမှခွဲစိတ်ခန်းတွေကထမင်းအနီဝိတ်သူနာပြုဆရာမတယောက်ကထွက်လာပါတယ်လက်ထဲမှာကလေးနီတာရဲလေးကိုပွေ့လို့မွေးလူနာမတ်တီရဲ့လူနာရှင်ဘယ်မှာလဲနိုင်ကြီးအပြေးသွားရင်းနဲ့ဒီမှာတားအောင်ကြားလေးမွေးတယ်လူကြီးရောကလေးရောကျမ်းမာရေးကောင်းတယ်ဟိုခန်းထဲကစောင့်နေပါခဏနေရင်လူနာတွေထွက်လာပါလိမ့်မယ်ထို့သူပြောရင်ကလေးကိုနိုင်ကြီးလက်ထဲထည့်ပြီးခွဲကန်းနဲ့ပြန်ဝင်သွားပါတယ်ဒီတော့မှနိုင်ကြီးပြုံးနိုင်တော့တယ်တားလေးရဲ့မျက်နှာကိုရှုမွားတဲ့အကြည့်နဲ့ကြည်ရင်းကနေမှုမွေပေးလိုက်ပါတယ်ခဏနေတော့လူနာတွန်းစင်နဲ့မတ်တီခွဲကန်းတွေကထွက်လာပါတယ်ခွဲစိတ်ခန်းနဲ့မျက်နှာချင်းဆိုင်ကတီးတန့်တယောက်ခန်းမှာနေရာချပေးပါတယ်အဲ့ဒီအချိန်မှာည10 နာရီလောက်ရှိနေပါပြီမတ်တီကိုကြည့်ရှုစောင့်ရှောက်ဖို့ကပူစရာမလိုဘူးမတ်တီရဲ့အမအလှကြီးတယောက်လုံးရှိနေတာပဲနိုင်ကြီးကတော့အမျိုးသမီးလူနာယောက်ျားညအိတ်စောင့်လို့မရဘူးဆိုတဲ့စီကံချက်ကြောင့်ပဲအိမ်ကိုပြန်ခဲ့ရပါတော့တယ်လူနာဆောင်တချို့စီကရံဖန်ရံခါထွက်ပေါ်လာတတ်တဲ့ချောင်းဆိုးတန်ချွဲဟက်တန်နဲ့ကလေးဆောင်ဘက်စီကတခါတခါရုတ်တရက်လန့်လန့်ကိုလိုက်တဲ့ကလေးကိုယ်တန်ကလွဲလို့ဆေးရုံရဲ့ညကပုံမှန်အတိုင်းတိတ်ဆိတ်နေပါတယ်နက်နက်လင်းဗိုက်ဆန်လာတဲ့အချိန်ကနေ့ည10 နာရီလောက်အထိအသက်နဲ့ရင်းပြီးပင်မမမွေးဖွားခဲ့ရလို့ထင်ပါရဲ့မတ်တီသူ့ကတင်ပေါ်မှာနှစ်ချိုက်အိမ်မောကျနေလိမ့်ပြီကလေးနီတာရဲကလေးကလည်းမတ်တီဘေးမှာအိပ်ပျော်နေပါတယ်
မအိတ်တာဆိုလို့အလှကြီးတယောက်ပဲကြံနေတယ်ညီမကိုစိတ်မချတာရောခုနကမှလူဘဝတဲ့ရောက်လာတဲ့တူလေးကိုစိတ်မချတာရောကြောင့်အလှကြီးတယောက်အိတ်လို့မရပဲမျက်စိကြောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲသူ့နားထဲမှာအတန်တစ်ခုကိုကြားလိုက်ရပါတယ်စီးကြကြနဲ့လေးလေးပင်ပင်ထွက်ပေါ်နေတဲ့အတန်ကသူတို့ရဲ့အပေါ်ဓာတ်ကပဲအလှကြီးမော့ကြည့်လိုက်ပါတယ်။အော်အပေါ်မှာလည်းတစ်ထက်ရှိသေးတာကိုအလှကြီးအဲ့လိုတွေးလိုက်ပါတယ်။ဟုတ်ပါတယ်။သူတို့အခန်းရဲ့အထက်မှာထက်ခိုးလိုအထက်တစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒီထက်ခိုးကအပြည့်မဟုတ်ပါဘူး။တဝက်လောက်ပဲရှိပါတယ်။ထက်ခိုးရဲ့အစွန်းမှာတစ်သားတန်းနှစ်တန်းကိုအရန်အဖြစ်ကာထားပါတယ်။ထက်ခိုးပေါ်မှာကအသက်80လောက်အဖိုးတယောက်လှုပ်ကလေးတိုင်းနဲ့ထိုင်နေပါတယ်။အလှကြီးကြားနေတဲ့အတန်ကလှုပ်ကလေးတိုင်းရှေ့လှုပ်နောက်လှုပ်နေတဲ့စီကအတန်အဖိုးကြီးဟာအဖြူရောင်လက်တော်ပွားနဲ့အစိမ်းနီရောင်တွေပါတဲ့ပစိုးကွက်ကြဲကြဲကြီးကိုဝတ်ဆင်ထားပါတယ်။အောက်မှာလူမမာရောက်နေတာတောင်ဂယုမပြုတဲ့ဟန်နဲ့ရှေ့တက်ပဲကြည်နေပါတယ်။သူတို့နေတဲ့အောက်ဘက်ကိုရောင်လို့တောင်ငုံမကြည့်ပါဘူး။ပထမတော့အပေါ်မှာဆရာဝန်နေတာနဲ့တူတယ်လို့အလှကြီးကတွေးမိပါတယ်။မဟုတ်သေးပါဘူး။ဒီလောက်အသက်ကြီးနေရင်ဆရာဝန်ဖြစ်နိုင်ပါဘူး။ဆရာဝန်ရဲ့အဖေများလားလို့တွေးလိုက်မိပါတယ်။တိတ်မကြခင်မှာပဲအလှကြီးလဲတမန်လင်းပေါ်ကအဲ့ရပေါ်မှာအိပ်ပျော်သွားပါလိမ့်တော့တယ်။ရုတ်တရက်ဖြတ်ခနဲ့မတ်တီလန့်နိုးလာပါတယ်။ဘေးကိုကြည့်လိုက်တော့အပူဝင်မဲ့စွာနဲ့အိပ်ပျော်နေတဲ့သားလေးကိုတွေးလိုက်ရပါတယ်။အလှကြီးစီကတချွတ်ချွတ်အတန်ကြားရတယ်။ငင်ချက်သားကောင်းနေတဲ့အတွက်အိပ်ပျော်နေပြီဆိုတာသိလိုက်ရပါတယ်။မတ်တီခွဲထားတဲ့ဒဏ်ရာကြောင့်လှုပ်လှုပ်ရှားမလုပ်နိုင်ပါဘူး။အဲ့ရပေါ်မှာပဲပက်လက်လှန်နေရပါတယ်။ဟိုဘက်ဒီဘက်ကြည့်နေတာတော့မှခေါင်းကိုနည်းနည်းလေးလွှဲပြီးကြည့်နေရပါတယ်။ဒီလိုနဲ့ခေါင်းမိုးကိုပဲကြည့်နေရတဲ့မတ်တီဟာထက်ခိုးပေါ်ကအဖိုးကြီးကိုလှမ်းတွေးလိုက်ပါတယ်။အဖိုးကြီးကလှုပ်ကလေးတိုင်းကိုရှေ့တို့နောက်ဆိုလှုပ်ပြီးထိုင်နေပါတယ်။လှုပ်ကလေးတိုင်းကထွက်နေတဲ့တချွတ်ကြီးအတန်ကတဖြည်းဖြည်းနဲ့နားကြီးဖို့ကောင်းလာပါတယ်။အဲ့ဒီလိုနေတော့မှအဖိုးကြီးကမတ်တီကိုရုတ်တရက်လှမ်းကြည့်လိုက်ပါတယ်။မတ်တီကလည်းပက်လက်ကနေကြည့်နေတော့မျက်လုံးချင်းစုံသွားပါတယ်။မတ်တီချင်းနဲ့ထိတ်ခနဲ့ဖြစ်သွားတယ်။ချက်သီးမွှင်းချင်းတွေလည်းထသွားပါတယ်။အဖိုးကြီးကြည့်တဲ့အကြည့်ကတမျိုးကြီးပဲကြောက်စရာကောင်းပြီးအေးဆက်နှဆိုင်မှုတွေပါဝင်နေပါတယ်။ဖြတ်ခနဲ့အဖိုးကြီးမျက်နှာပြန်လွှဲသွားပါတယ်။မတ်တီကအေးဆက်မျက်လုံးပိုင်ရှင်ကြီးစီကနေအကြည့်ကိုလွှဲမပြစ်မိဘူး။စူးစိုက်ကြည့်နေမိတုံးပဲ။ခဏနေတော့အဖိုးကြီးဟာတစ်သားအရန်အတားပေါ်ခြေတစ်ဖက်လှမ်းတင်လိုက်ပါတယ်။ဒူးစစ်ကွေးခြေသလုံးနဲ့ခြေပွားတွေကတစ်သားတိုင်းရဲ့အပြင်ဘက်ကိုတန်လန့်ကျလာပါတယ်။အဖိုးကြီးကမတ်တီကိုတစ်ချက်လှမ်းကြည့်လိုက်ပြန်တယ်။ဒီတခါတော့အဖိုးကြီးကလှိုက်လဲပြုံးပြနေပါတယ်။ဒါပေမဲ့အဖိုးကြီးရဲ့မျက်လုံးကိုကြည့်ပြီးမတ်တီလန့်သွားပါတယ်။မျက်လုံးနှလုံးကအစိမ်းနူအောင်တောက်ပနေပါတယ်။ဖန်ကော်လီလုံးနှလုံးထည့်ထားသလိုမျက်လုံးထဲမှာမှုတ်နေအောင်လဲပတ်နေပါတယ်။မတ်တီတယောက်မိုက်ကနေခေါင်းမူးသွားတာကြောင့်မျက်လုံးကိုမှိတ်လိုက်ပါတယ်။မျက်လုံးပြန်ဖွင့်လိုက်တော့အဖိုးကြီးကမျက်နှာလဲသွားပြီးလှုပ်ကလေးထိုင်ကိုရှေ့နောက်လွှဲပြီးထိုင်နေတုံးပါပဲ။တစ်သားတန်းပေါ်တင်ထားတဲ့ခြေထောက်တစ်ဖက်ကလည်းတန်းလန်းကြီးရှေ့နေတုံးပဲ။မတ်တီကြည့်နေတုံးမှာပဲခြေထောက်ကြီးကနည်းနည်းပိုပြီးရှေ့လာသလိုထင်လိုက်ရပါတယ်။မဟုတ်ဘူး။ထင်တာမဟုတ်ဘူး။တကယ်မြင်လိုက်ရတာ။အဲ့ဒီလိုနဲ့အဖိုးကြီးရဲ့ခြေထောက်ကတဖြည်းဖြည်းရှေ့ထွက်လာပြီးအောက်ကိုတန်းလန်းကျလာပါတယ်။မတ်တီမသိချင်အောင်ဆောင်ပြီးအော်မယ်အလုံးမှာအဖိုးကြီးရဲ့ခြေထောက်ကပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။သို့ပေမဲ့တစ်သားတန်းပေါ်မှာရှိနေတုံးပဲ။မတ်တီကြည်ရင်းနဲ့ကြက်သီးထသွားပါတယ်။အဖိုးကြီးကိုကြည်ရင်းနဲ့မတ်တီမျက်လုံးတွေလေးလံလာပြီးအိပ်ပျော်သွားပြန်တယ်။မျက်စိဖွင့်တာနဲ့မတ်တီတန်းမြင်လိုက်ရတာကထက်ခိုးပေါ်ကကျလာတဲ့အဖိုးကြီးရဲ့ခြေထောက်ကြီးထိုခြေထောက်ကြီးကမတ်တီရဲ့ဘိုက်ကိုဖိနှင်းတော်မိဟန်နဲ့မတ်တီလက်နဲ့လှမ်းဆွဲရင်တောင်မှီနိုင်တဲ့အနေအထားထိနီးကပ်နေပါတယ်။ရုတ်တရက်မြင်တွေ့လိုက်ရတဲ့အနေအထားကြောင့်မတ်တီကြောက်လန့်တကြားအော်ပြစ်လိုက်ပါတယ်။မတ်တီရဲ့ဆူဆူဝါအော်လိုက်တန်ကြောင့်အလှကြီးလန့်နိုးလာပါတယ်။ကမန်းကနန်းထပြီးမတ်တီလက်ကိုကင်ထားလိုက်ပါတယ်။မတ်တီဘာဖြစ်တာလဲ။ငါရှိတယ်မကြောက်နဲ့။ထိုကဲ့သို့အလှကြီးကအားပေးရှာပါတယ်။အဲ့ဒီအချိန်မှာပဲဆေးရုံဝန်ထမ်းဆရာမများနဲ့လူနာဆောင်အချို့ရောက်ရှိလာကြပါတယ်။မတ်တီကတော့အပေါ်ကိုလက်ညှိုးထိုးပြရင်ဟိုမှာခြေထောက်ကြီးအဲ့ဒီလိုထက်ကတက်လဲပြောနေပါတယ်။အကြောက်လွန်နေပုံနဲ့ရပါတယ်။အလှကြီးအပေါ်ထက်ခိုးကိုမော့ကြည့်လိုက်ပါတယ်။ဟင်အလှကြီးအံ့ဩသွားပါတယ်။ကြက်သီးတွေလည်းတဖြန်းဖြန်းထလို့အပေါ်မှာဘာထက်ခိုးမှမရှိပါဘူး။အဖြူရောင်ဆေးတုပ်ထားတဲ့မျက်နှာကျက်လေးပဲရှိပါတယ်။ဒါဆိုရင်ညကငါတွေ့ခဲ့တဲ့ထက်ခိုးနဲ့လှုပ်ကလေးတိုင်းပေါ်မှာထိုင်နေတဲ့အဖိုးကြီးကဘယ်ရောက်သွားတာလဲ။အဲ့ဒီလိုတွေ့ရင်အလှကြီး
ချက်သိမ်းထသွားပါတယ်။ညာကသူ့တရေချောက်ခံလိုက်ရတာကိုအခုမှသိလိုက်ရပါတယ်။အဖိုးကြီးရဲ့ခြေထောက်ကြီးကကျမဘိုက်ပေါ်နင်းတော့မလို့နည်းနည်းပဲလိုတော့တယ်။မတ်တီကထို့သို့ထက်ကိုးပေါ်ကအဖိုးကြီးเจ้าကိုအစာဆုံးပြောပြနေပါတယ်။အလှကြီးလည်းအံ့အားသင့်သွားပါတယ်။သူတွေ့တာလဲလှုပ်ကလေးထိုင်တဲ့အဖိုးကြီးယခုမတ်တီပြောပြနေတာလဲလှုပ်ကလေးထိုင်တဲ့အဖိုးကြီးပဲဖြစ်နေပါတယ်။တစေတကောင်တည်းကပဲသူတို့ညီမနှစ်ယောက်စလုံးကိုတစ်ချိန်စီခြောက်လှန့်နေခဲ့တာပေါ့။တရေချောက်ခံရတဲ့အကြောင်းကိုမတ်တီပြောနေချိန်မှာအလှကြီးကဘာမှဝင်မပြောဘဲငြိမ်နေလိုက်ပါတယ်။မတ်တီရဲ့စကားကိုအားလုံးဝိုင်းပြီးနားထောင်နေကြသဖြင့်အလှကြီးကမိမိကိုတရေချောက်တာမခံရတယ်လို့နေလိုက်ပါတယ်။နားထောင်နေသူအများစုကတော့မိနေသည်သွေးလေချောက်ချပြီးတရေချောက်ခံရတာလို့ထင်မြင်ယူဆကြပါတယ်။အဲ့ဒီထဲမှာမှထမင်းအနီဝိသူနာပြုဆရာမလေးကတော့မတ်တီရဲ့စကားအဆုံးမှာအပေါ်ကိုလှစ်ကနေတစ်ချက်ကြည့်လိုက်ပြီးပြန်ထွက်သွားပါတယ်။လှစ်ကနေကြည့်တဲ့သူမရဲ့အကြည့်ထဲမှာလှုပ်ဝက်ချက်တွေပါနေတာကိုဘယ်သူမှသိကြမှာမဟုတ်ပါဘူး။တကယ်တော့ဒီအခန်းကတရေချောက်ခံရတယ်လို့ပြောတာမတ်တီပထမဆုံးမဟုတ်ပါဘူး။မတ်တီရဲ့အရင်ကလည်းလူနာတချို့ပြောပူးကြပါတယ်။ထူးခြားတာကတရေချောက်ခံရသူတိုင်းဟာထက်ကိုးပေါ်မှာလှုပ်ခလဲတိုင်းနဲ့ထိုင်နေတဲ့အဖိုးကြီးကသာတွေ့ကြမြင်ကြရခြင်းပါပဲ။ဆရာမလေးကတော့သိပါတယ်။မတ်တီအပါဝင်တရေချောက်ခံရတဲ့လူနာတွေအားလုံးသွေးလေချောက်ချပြီးထင်ရမြင်ရပြောတာမဟုတ်ဘူးဆိုတာကိုဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပစိုးကွက်ကျဲကြီးနဲ့လူနာအဖိုးကြီးတယောက်ဒီတီးတန့်ခန်းထဲမှာလားနဲ့ချီပြီးနေခဲ့ဘူးပါတယ်။သူ့မှာလှုပ်ကလေးထိုင်တစ်လုံးလဲပါလာပါတယ်။သူဟာယောဂသက်သာလို့နေသားထိုင်သာရှိတာနဲ့လှုပ်ကလေးထိုင်ပေါ်မှာပဲတနေကုန်ထိုင်နေတတ်ပါတယ်။ဒီပေါ်မှာထက်ခိုးလေးရိုက်ပြီးနေရရင်သိတ်ကောင်းမှာပဲလို့ဆရာမလေးကိုပြောပြခဲ့ပါသေးတယ်။မကြပါဘူးအဲ့ဒီအဖိုးကြီးဒီခန်းထဲမှာပဲဆုံးသွားပါတယ်။အဖိုးကြီးဆုံးတဲ့နေ့ကအဖြစ်အပျက်ကိုဆရာမလေးယနေ့ထိမမေ့နိုင်သေးပါဘူး။လူနာအခြေအနေကိုစစ်ဆေးဖို့ဆရာမလေးအဖိုးကြီးရဲ့ဒီတီးတန့်ခန်းထဲကိုဝင်လာခဲ့ပါတယ်။ဖိုးကြီးကလှုပ်ကလထိုင်ပေါ်မှာငြိမ်သက်နေတယ်။လူနာဆောင်တဲ့ကောင်လေးကလည်းမရှိပါဘူး။ဆရာမလေးကအဖိုးကြီးကိုခေါ်ကြည့်လိုက်ပါတယ်။ခေါ်လို့မရပါ။ဆရာမလေးလည်းမသိငါတာနဲ့ဖိုးကြီးရဲ့လက်ကောက်ဝတ်ကိုစမ်းကြည့်လိုက်ပါတယ်။အဲ့ဒီနောက်မျက်လုံးကိုဖျက်ကြည့်တယ်။ရင်ဘတ်ပေါ်လက်တင်ကြည့်တယ်။ဒါဆိုရင်တော့သိကြပြီ။ဖိုးကြီးသက်မရှိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲတစုံတစ်ခုသောအတန်ကိုဆရာမလေးကြားလိုက်ရတယ်လို့ဖြစ်သွားပါတယ်။အတန်ကြားတဲ့အပေါ်ဘက်ကိုမော့ကြည့်လိုက်တော့ထက်ကိုးတစ်ခုပေါ်မှာရှေ့နောက်လှုပ်ရမ်းနေတဲ့ကလေးထိုင်တစ်လုံးလှုပ်ကလေးထိုင်ပေါ်မှာပစိုးကွက်ကျဲကြီးနဲ့အဖိုးကြီးတစ်ယောက်ထိုင်နေပါတယ်။အဖိုးကြီးကဆရာမလေးကိုကြည့်ပြီးလှိုက်လိုက်လဲလဲနဲ့ပြုံးပြနေပါတယ်။သူ့ရဲ့မျက်လုံးတွေကအစိမ့်နှီးအောင်တောက်ပြီးတော့မျက်ဝန်းထဲမှာမှုတ်နေအောင်လဲပတ်နေပါတယ်။တစ်ပတ်လောက်ကြာပြီးတဲ့အခါမှာမတ်တီလည်းဆေးရုံကဆင်းသွားပါလိမ့်တော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ယခုပြောပြပေးတဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာဒီဇာတ်လမ်းလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကားပြတ်တဲ့ညာဆိုတဲ့ပရလောကဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအဖြစ်အပျက်ကတော့လျှက်စီးလက်လိုက်သလိုပါပဲအရန်ကိုမြန်ဆန်လွန်းပါတယ်ခုတ်လဲလိုက်တဲ့ပြင်းကရိုးပင်ကြီးကကျိုးတင်စီစဉ်ထားတဲ့ဘက်ကိုလဲကျမသွားပဲလဲထွက်သွားပါတယ်အဲ့ဒီနောက်မှာတစ်ခုတ်ညမ်းစင်ပေါ်မှာရက်နေတဲ့အဖွဲ့ကောင်းဆောင်ဦးတန်းအေးကိုရိုက်ချလိုက်ပါတယ်။ဦးတန်းအေးညမ်းစင်ပေါ်ကလွင့်စင်ပြီးမြေကြီးပေါ်မှောက်လျက်အကျအချိန်နဲ့လဲကျလာတဲ့ပြင်းကရိုးပင်စီလုံးကြီးကဦးတန်းအေးရဲ့နောက်စိတ်အပေါ်တက်တဲ့ကိုဝရုံသုံးကားအတန်ကြီးနဲ့ပြိကျသွားပါတယ်။တစ်ချိန်တည်းမှာပဲခွန်းကနေအတန်တစ်ချက်ကြားလိုက်ရပါတယ်။တစ်တုံးပြီးသွားတဲ့ဦးကောင်းတဲ့ကဒီရဲတဲ့သွေးတွေအပြင်အဖြူပြစ်ပြစ်အုံနောက်အဆနောက်တွေပါလာပါတယ်။ဦးတန်းအေးအော်တော်မအော်နိုင်ပါဘူး။ခိတခဏလောက်ခြေလက်တွေဆိုင်ငင်ဖြစ်ပြီးတေမင်းခေါ်ရနောက်သို့လိုက်သွားရပါတော့တယ်။ဖြစ်ပျက်သွားတဲ့အခိုက်အတန့်ကမျက်စိတမိတ်အတွင်းမှာပဲမို့အတူပါလာတဲ့အဖော်တွေကလည်းဘာမှမတက်နိုင်ကြပါဘူး။မထင်မပဲဖြစ်သွားတဲ့သွေးပြက်ချောက်ချားစရာအဖြစ်ကိုကြောင်းပြီးကြည့်နေမိကြပါတယ်။ပုံမှန်သတိပြန်ဝင်တဲ့အချိန်မှာဦးတန်းအေးရဲ့ဦးကောင်းကပြင်းကရိုးပင်စီကြီးရဲ့အောက်ဘက်မြေကြီးထဲမှာမြုပ်ဝင်သွားပြီဖြစ်ပါတယ်။ပါလာတဲ့တန်တရွင်းတွေနဲ့တစ်လုံးအောက်ကမြေကိုတူးပြီးဦးတန်းအေးရဲ့လောင်းကိုထုတ်ယူလိုက်ရပါတယ်။နောက်ဘက်ဦးကောင်းကွန်တစ်ခုလုံးကြေမွပျော့စီသွားပါတယ်။မြေကြီးထဲမှာမှောက်လက်မြုပ်ဝင်နေခဲ့တာကြောင့်မျက်နှာတစ်ခုလုံးမှာလည်းဖုံမုံတွေသွေးတွေနဲ့ပေးကျန်နေပါတယ်။တကယ်တော့ဦးတန်းအေးတို့အဖွဲ့ဟာပဲခူးရိုးမထဲမှာတစ်ခုတ်စားရတာအတော်ပင်ကြာမြင့်ပြီဖြစ်ပါတယ်။အစိုးရတစ်ထုတ်လို့ရေးအတွက်ပဲဖြစ်ဖြစ်တစ်ထုတ်ခွင့်ပါမရတဲ့ပုဂ္ဂလိကတစ်သမားတွေအတွက်ပဲဖြစ်ဖြစ်သူတို့တစ်ခုတ်ပေးနေကြပြီးတော့ဦးတန်းအေးကဒီအဖွဲ့မှာခေါင်းဆောင်ဆိုကြတဲ့ကသူ့မှာအတွေ့အကြုံတွေအများကြီးရှိပြီးသားတစ်ခုတ်သမားတယောက်တည်တည်တည်အပ်တဲ့ပညာရက်တွေကိုလည်းပြည့်ဝပြီးသား
ဒါပေမဲ့ဘလောက်အတွေ့အကြုံရှိဘယ်လိုပညာရက်တွေပြေဝတန်ငါကရေနှင့်သေးတယ်အလဲမဲ့ဆရာကတော့မွေနှင့်သေးတယ်တစ်ခုတ်သမားကတော့တစ်နဲ့ပဲသေးတယ်တဲ့ဆိုလိုတာကဘလောက်ပဲတစ်ခုတ်ကျွမ်းကျင်တနေ့မှာတော့တစ်ပင်ပေါ်ကကြလို့ပဲဖြစ်ဖြစ်တစ်ပင်ပြီလို့ပဲဖြစ်ဖြစ်တစ်ခုတ်သမားလောကရဲ့ဆိုရိုးစကားတစ်ခုမှန်တယ်လို့ပဲပြောရမယ်ထင်ရဲ့ဒီနေ့ပဲတစ်ခုတ်သမားလောကမှာဆရာတစုဖြစ်တဲ့ဦးတန်းရေးတယောက်တစ်ခုတ်တဲ့တစ်ပင်ပြီးအသေးစိုးနဲ့တေခဲ့ရလေပြီနိုင်ကြီးဒိုင်ဘာသိန်းလွင်ရဲ့ဘေးကနေထိုင်လိုက်လာပါတယ်သိန်းလွင်ကကားကိုအသေးအံထိန်ပြီးမောင်းနေရတယ်ကားကို6ပြီးကားပြီးတော့ပါဝါစီရတိုင်းမဟုတ်ရိုးကားဖြစ်ပါတယ်ဒီလန်းဒီခီဒီကားနဲ့အသက်ကိုဖက်ရွက်နဲ့ထုတ်ပြီးမောင်းနေရတဲ့ဘဝဖြစ်ပါတယ်လမ်းကလည်းပွင့်လင်းရသည်တစ်ထုတ်ချိန်မှကိုတစ်ခွင်တဲ့အရောက်ပေါက်ပြားတရွင်းနဲ့ဖောက်ထားရတဲ့ပကိုးရိုးမှတော်တဲ့ကတောင်ဆင်းတောင်တက်လမ်းဖြစ်ပါတယ်ကားကလည်းညံကြီးရှင်တရုတ်တတိကိုယ်တိုင်ထွင်ကုန်မှာလက်ပူတိုက်ထားတဲ့ကား3တန်ရင်3တန်ခဲ3တန်လို့ခေါ်ရမယ်ကားတစ်စီးလုံးခဲဝရင်ဆော်ထားတဲ့နေရာတွေကြီးပဲကားကောင်းနောက်ဖရိန်ပေါ်ရိုက်ထားတဲ့တစ်လုံးတင်တဲ့ဇင်တန်းတွေကလည်းခရိုနီနဲ့ဖြစ်ပါတယ်တစ်လုံးခုတဲ့ဖားတုံးတွေကလည်းဟိုရွက်ဒီရွက်တစ်လုံးကြီးတွေကိုကားပေါ်တင်ကာတန်ကြိုးကြီးတွေနဲ့ချီပြီးတန်ကြိုးပြုတ်မကျသွားအောင်ရိုက်ရတဲ့ဂျက်တွေကလည်းခဏရော့ကျနေပါတယ်တန်ကြိုးကိုမကြာခဏစစ်ကားပေါ်တက်ပြီးရိုက်နေရတာကိုကဒီလှုပ်တစ်လုံးလုံးမစားတော့ဘူးလို့တောင်ပြောရမလောက်ကိုစိတ်ဆင်းရဲရပါတယ်နိုင်ကြီးရဲ့ကုသိုလ်ကံကလည်းစိုးလာပါတယ်ဒီတရုတ်ကစီးရဲ့ကားမှာမှစပယ်ယာလိုက်မရတာဖြစ်နေပါတယ်ပြောလို့သာပြောရတာနိုင်ကြီးရဲ့တစ်ကားစပယ်ယာအလုပ်ကလည်းအရန်အန်တယ်များပါတယ်တခြားကိုမကြည့်နဲ့တစ်တင်တဲ့အလုပ်နဲ့တစ်ချတဲ့အလုပ်ကိုပဲကြည့်ကရိန်းကားသမားကတန်ကြိုးနဲ့ချီပြီးလေထဲမြှောက်နေတဲ့တစ်လုံးကိုကားပေါ်ကနေနေရတကြဖြစ်အောင်သူကတွန်းရွှေ့ရပါတယ်တစ်လုံးပြုတ်ကျပြီးလို့တေတဲ့ကြည်တဲ့ခြေလက်ဖြစ်ရပြီးတစ်သက်လုံးလူစင်မမီတော့တဲ့စပယ်ယာတွေအများကြီးရှိပါတယ်တစ်ချတော့လဲဒီလိုပါပဲအရင်ဦးဆုံးတစ်လုံးတွေပေါ်တက်ပြီးခြိထားတဲ့တန်ကြိုးကဖြုတ်ရပါတယ်တခါချက်ဖြုတ်နေရင်တစ်လုံးတွေပြိုကျသွားတတ်ပါတယ်အဲ့ဒီလိုကြုံတူးလေးကတော့အသက်ပဲပေါက်ကထွက်ရမလဲမသိဖြစ်သွားပါမယ်ချက်ဖြုတ်ပြီးတာနဲ့တစ်လုံးတွေအောက်မှာထားတဲ့ဖားကိုရိုက်ဖြုတ်ရပါတယ်အဲ့ဒီတော့မှတစ်လုံးတွေကတဝုံတိုင်းနဲ့ကားပေါ်ကနေပြိုကျလာတာဖြစ်ပါတယ်အဲ့ဒါတစ်ချတဲ့နီးတနီးပေါ့ဖားကိုရိုက်ဖြုတ်တဲ့အခါမှာလဲကားပရိန်အောက်ကိုအရင်ဝင်ပြီးမှတန်တရွင်းနဲ့ရိုက်ဖြုတ်ရတာဖြစ်ပါတယ်မေးလို့ရော့လို့ပေါ့ဆလို့ပရိန်အောက်မဝင်မိရင်မသားပဲစည်းလေးမေးယူရပါမယ်ဒီလိုလုံမျိုးကိုမှနိုင်ကြီးလုံနေရတာဖြစ်ပါတယ်ခါတိုင်းနေ့တွေဒီချိန်နှစ်ခေါက်ပို့ပြီးဖြစ်ပါတယ်ဒီနေ့တစ်ခေါက်မှမရောက်သေးပါဘူးကရိန်းပြက်နေလို့တစ်တင်တာနောက်ကျသွားပါတယ်ခုမှပထမအခေါက်ရဖို့ကြိုးစားနေတော့သူတို့ကားပေါ်မှာပြင်းကရိုးတစ်လုံး9တန်ကျော်တင်ထားပါတယ်ကာကိုကြီးက12တန်ကျော်တင်နိုင်ပေမဲ့တောင်စင်းတောင်တက်လမ်းချမ်းတဲ့အတွက်လျှော့ပြီးတင်ထားရပါတယ်နိုင်ကြီးတို့ရဲ့ကားဟာပကိုးရိုးမတဲကအစင်ချမ်းအတက်ချမ်းလမ်းချမ်းကြီးအတိုင်းပြေးလွှားနေပါတယ်ဒီလိုနဲ့ခက်ပြပြဂုံစင်းလေးတစ်ခုကိုရောက်လာပါတယ်ဒရိုင်ဘာသိန်းလွင်ကဘရိတ်ကိုခပ်ဖွက်နင်းပြီးအရှိန်လေးနဲ့လိမ့်ဆင်းလိုက်ပါတယ်ကားကဂုံစင်းအတိုင်းမနှင်းမမြန်ဆင်းသွားပါတယ်ဒါပေမဲ့ဂုံတဝက်ရောက်မှာဟာကားကဘာဖြစ်တာလဲကိုသိန်းလွင်ကားကိုထိန်းလို့မရတော့ပါဘူးကားကသွားကျင်တယ်လို့သွားနေပါတယ်လမ်းရဲ့လက်ရဘက်မှာလွင်ပြင်ပြက်နှင့်တစ်ပင်တွေရှိပေမဲ့လည်းလက်ဝဲဘက်မှာတော့နှက်ဆိုင်နဲ့ကြောက်ကြီးရှိနေပါတယ်ကားရဲ့ဝဲဘက်ရှိပြီးကကျောင်းနဲ့တစ်ထွာလောက်အကွာအထိရောက်သွားလို့စီယာတိုင်းကိုအားကုန်ဆွဲလဲလိုက်ရပါတယ်အပေါ်မှာတစ်လုံးတွေနဲ့မြေကြီးထဲကျသွားလို့ကတော့ကားရောလူရောကြောက်ထက်ကြပြီးအယိုးသားတောင်ရှာတွေ့ရမှာမဟုတ်တော့ပါဘူးကန်ကြီးပြီလို့ပေါ့ကန်အားလျော်စားပဲကားကညာဘက်ကိုဆွဲသွားပါတယ်လဲကျနေတဲ့တစ်ပင်ကြီးကိုတိုက်ပြီးမှရပ်သွားပါတယ်နိုင်ကြီးရောသိန်းလွင်ရောကားပေါ်မှာကမန်းကရန်ဆင်းပြီးကြည့်လိုက်ပါတယ်ကားရဲ့ညာဘက်နောက်ဘင်းကမရှိတော့ပါဘူးမနှဲလိုက်ကြည့်လိုက်မှတောကြုံကြားတွေကပြန်တွေ့ရပါတယ်ဘိန်းကိုကြည့်လိုက်တော့နှက်သုံးလုံးကဘယ်အချိန်ကလေးကပြုတ်ကျနေမှမသိပါဘူးကြံတဲ့နှက်တွေကတော့ထပ်ပိုင်းပြတ်နေကြပါတယ်သွားပြီဘာမှလုပ်လို့မရတော့ဘူးမြို့ကိုတက်တရုတ်ကစီကိုအချိုးချောင်းပြောပြပြီးနှက်တွေကိုဝယ်ပြီးပြန်လာဘီးကိုပြန်တက်ဒီအစင်အားလုံးကိုကြော်ဖြတ်ပြီးမှအလုပ်ဆက်လုပ်လို့ရပါမယ်အခုလောလောဆယ်မြို့ကိုဘယ်သူသွားမလဲမြို့နယ်ကလည်းတော်တော်ဝေးပါတယ်ခြေချင်း8နာရီ9နာရီသွားရမယ်ခရီးတယောက်ကတော့မဖြစ်မနေသွားရပါမယ်တယောက်ကတော့ကားဆောင်ရင်နေခဲ့ရပါမယ်နောက်ဆုံးမှသိန်းလွင်ကဆုံးဖြတ်ချက်ချလိုက်ပါတယ်သူကမြို့ကိုသွားမယ်နိုင်ကြီးကကားဆောင်ရင်နဲ့ကြံခဲ့အချိန်ဆွဲနေလို့မဖြစ်တာကြောင့်သိန်းလွင်ကားလမ်းအတိုင်းဆင်းသွားပါတယ်
နိုင်ကြီးလေကားနဲ့တိုက်ထားတဲ့တစ်ပင်ကိုအခုမှတိတိကျကျကြည့်မိပါတယ်ပြင်းကရိုးပင်ကြီးတစ်ပင်ဖြစ်နေပါတယ်ဒီနေ့မနက်လောက်ကမှခုံလဲထားတဲ့အနေအထားတင်းငုတ်တော်မှာတစ်ခုတ်ညမ်းစင်ထားတာကိုတွေ့ရပါတယ်အဲ့ဒီချိန်မှာသွေးအနှံ့လိုညှိဆွဆွအနှံ့တစ်မျိုးသူ့နှာခေါင်းထဲကိုဝင်လာပါတယ်ဘာကြောင့်မှမသိနိုင်ကြီးစက်သိန်းတွေတဖြန်းဖြန်းထသွားပါတယ်အချိန်တွေကကုန်မှန်းမသိကုန်လာပါတယ်အနောက်ဘက်မှာတောင်တလုံးရှိနေတဲ့အတွက်နေကအစောကြီးဝင်သွားပါတယ်တောရိပ်တောင်ရိပ်တွေကြောင့်ညအမောင်ကချက်ချင်းဆိုသလိုရောက်လာပါတယ်ကားဖေးခက်လက်လက်မှနိုင်ကြီးမီးဖို့ကိုဖိုးလိုက်ပါတယ်ပြီးတော့ထမင်းအိုးတိုးတဲလိုက်ပါတယ်ဟင်းကတော့ပါလာတဲ့ငဒငွန်6ဖုတ်စီစမ်းနဲ့ဖြစ်ပါတယ်နိုင်ကြီးညနေစာထမင်းစားပြီးတဲ့အခါမှာတော့အမောင်ကထူတဲ့ထူလာပါတယ်ဒါကြောင့်ထင်းတုံး6တွေဝါး6တွေရှာပြီးမီးဖို့ထဲထည့်ထားလိုက်ပါတယ်မီးဖို့ကြီးကအရှင်ကောင်းကောင်းနှင့်တကြီးကြီးတောက်လောင်နေတဲ့အတွက်ကြောင့်ဝလုံးပောက်ကွဲတံတွေတအုံထွက်ပေါ်နေပါတယ်အဲ့ဒီလိုဝလုံးပောက်ကွဲတံတွေထွက်နေတယ်ဆိုရင်မိမိအနီးနားကိုဘာကောင်းမှလာကတ်ရဲမှာမဟုတ်ပါဘူးဒီရိုးမတော်ထဲမှာစိန်ရိုင်းတွေအရန်တောင်းကြပါတယ်ကြားတွေဝက်ဝံတွေလည်းပေါ်ပါတယ်ဒါပေမဲ့ဘာကောင်းပဲဖြစ်ဖြစ်တောမီကိုတော့ကြောက်ကြပါတယ်မီးလောင်တန်ကြားရင်ဝေးဝေးကရှောင်ဖို့သူတို့နားလည်ထားကြပါတယ်ဒါကြောင့်တာယန်တလိษံကိုကြောက်စရာမလိုပါဘူးဘာပဲဖြစ်ဖြစ်သတိဆိုရတော့ပိုတယ်မရှိပါဘူးနိုင်ကြီးပစ္စည်းတွေထည့်တဲ့တူးပေါက်ထဲကဓမ္မနဲ့တန်ပိုက်လုံးကိုကားကောင်းကန်းထဲကယူလာပါတယ်အရေးရဲ့အကြောင်းရဲ့ဆိုရင်လက်နက်တစ်ခုခုတော့ကင်ထားရမယ်မဟုတ်လားနိုင်ကြီးကားကောင်းထဲမှာတကားပေါက်တွေကိုအလုံးပိတ်ပြီးထိုင်နေလိုက်ပါတယ်ဟိုစဉ်းစားဒီစဉ်းစားနဲ့တော်တော်နဲ့အိတ်လို့မရပါဘူးညတော်တော်နှက်မှမျက်ခွန်တွေလေးကျလာပြီးနိုင်ကြီးအိပ်ပျော်သွားပါတော့တယ်ဘာကြောင့်မှမသိနိုင်ကြီးရုတ်တရက်လန့်နိုးလာပါတယ်အပြင်ကိုကြည့်လိုက်တော့တလောကလုံးမှောင်မဲပြီးတိတ်ဆိတ်နေပါတယ်ဘလောက်ကြာကြာအိပ်ပျော်သွားတယ်မသိမီးဘူထဲမှာမီးခဲအစအနလောက်ပဲရှိတော့ပါတယ်မီးဘူထဲထင်းထက်ထဲမှဖြစ်မယ်ဆိုပြီးနိုင်ကြီးခြုံထားတဲ့ဆောင်ကိုခွာချလိုက်ပါတယ်ကားအောက်ဆင်းဖို့တကားချက်လော့ကိုဖွင့်မဲ့အလုံးမှာကားကတိတ်ကနေလှုပ်သွားတာကိုသိလိုက်ရပါတယ်ရုတ်တရက်ဆိုတော့နိုင်ကြီးရင်ထဲထိတ်သွားပါတယ်တောစင်ရိုင်းများရောက်လာတာလားလို့တွေးမိလိုက်ပါတယ်ကားကောင်းထဲမှာပဲအသားငိမ့်နေပြီးနားဆွင့်လိုက်နေမိတယ်ဘာသာမှမကြားရဘူးတောစင်ရိုင်းဆိုရင်ခြေနှင်းတန်ပါဇက်ကတခုခုကိုဝါးနေတဲ့အတန်နှံမောင်းလှုပ်ခတ်တန်တခုမဟုတ်တခုစူးစူးညံညံကြားရမယ်ဖြစ်ပါတယ်ခုတော့ဘာသာမှမကြားရဘူးတောစင်ရိုင်းတော့မဖြစ်နိုင်ဘူးဟုနိုင်ကြီးတွေးလိုက်မိပါတယ်ဒါဆိုရင်ဝက်ဝံများလားနိုင်ကြီးနောက်တစ်မျိုးလှည့်ပြီးစဉ်းစားပြန်တယ်ပကိုးရိုးမထဲမှာဝက်ဝံကြီးတွေကအကောင်ကြီးကြီးတွေဖြစ်ပါတယ်တခါတခါညဘက်ကားမောင်းရင်းနဲ့တွေ့ရတတ်ပါတယ်ကားမီးရောင်ရဲ့ရှေ့ကနေပြီးကားလမ်းအတိုင်းလေးဘက်ထောက်သွားလာနေတာကိုတွေ့ရတတ်ပါတယ်ဝက်ဝံတွေရဲ့အချင်းကစူးစမ်းတတ်တယ်ကားကိုတွေ့လိုက်လို့တွန်းပြီးလှုပ်ကြည့်နေတာများလားနိုင်ကြီးဓမ္မကိုလက်ထဲမှာတင်းတင်းဆုပ်ကင်ပြီးကားတကားချက်ကိုအတန်မကြားအောင်ဖြည်းဖြည်းဖွင့်လိုက်ပါတယ်ပြီးတော့အောက်ကိုအသာဆင်းကားဖရိန်အောက်ကိုဝင်ပြီးဝက်လိုက်ပါတယ်ကျင်သားရသွားတဲ့မျက်လုံးတွေနဲ့အမောင်ထဲကိုကြည့်လိုက်ပါတယ်ကားအနီးပတ်ပတ်လည်မှာဘာကောင်းမှရှိနေတာမတွေ့ပါဘူးတင်ထားတဲ့တစ်လုံးတွေပေါ်များတက်နေသလားနိုင်ကြီးဘိန်းအဖုံးပေါ်ကနေအသာရတက်ပြီးတစ်လုံးတွေပေါ်ကိုကြည့်လိုက်ပြန်ပါတယ်တစ်လုံးတွေပေါ်မှာလည်းဘာမှမရှိဘူးကားကလှုပ်သွားတာအမှန်ပါဒါမှမဟုတ်ငါများထင်အောင်ထင်မှားဖြစ်နေတာလားနိုင်ကြီးစဉ်းစားလို့အပြေမရတာကြောင့်အသင့်ရှာထားတဲ့ထင်းကြောက်တွေကိုမီးဝိုထဲကိုထည့်လိုက်ပါတယ်မီးတောက်တွေတဝုံဝုံတက်လာတော့မှကားကောင်းကန်းထဲကိုပြန်ဝင်နေလိုက်ပါတယ်သူ့မျက်လုံးတွေကြောင်ပြီးအိတ်ချင်စိတ်ပျောက်သွားပါတယ်အဲ့ဒီအချိန်မှာပဲတဝေါတဖြောင်းဖြောင်းနဲ့တစ်ပင်ကြီးပြိုလဲတဲ့ကိုကြားလိုက်ရပါတယ်အတန်ကသူ့ပတ်ဝန်းကျင်ကအတန်မှုနိုင်ကြီးလန့်သွားပါတယ်တစ်ပင်လဲပြီးကားပေါ်ကိုပြိကျလာမှစိုးလို့ပါဒါပေမဲ့ချက်ချင်းဆိုသလိုပဲအတန်တွေကတိတ်သွားပါတယ်တောချောက်တာလားတကယ်ပဲတစ်ပင်ကြီးတစ်ပင်လဲကျသွားတာလားစဉ်းစားလို့ပဲရတယ်အမှောင်ကြီးထဲမှာဆိုတော့ဘာမှမမြင်ရဘူးမှောင်မဲနေတဲ့ညကြီးမှာကြောက်မက်ဖွယ်ငြိမ်သက်ခြင်းကပြန်ပြီးဆိုးမိုးသွားတယ်အတန်နဲ့ကြီးနဲ့អော်လိုက်တဲ့ယောက်ျားကြီးတစ်ယောက်ရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပြန်တယ်နိုင်ကြီးခေါင်းမွေးတွေထောင်သွားပါတယ်လန့်သွားပါတယ်နားဆွင့်နေတော့မှပဲတဟင်းဟင်းနဲ့မချိမဆက်ညီးသွားနေတဲ့ယောက်ျားတစ်ယောက်ရဲ့အတန်ကြီးကိုကြားရပြန်တယ်ခဏနေတော့ညင်းညူတန်ကြီးကပျောက်ကွယ်သွားပြီးတိတ်ဆိတ်သွားပြန်တယ်အဲ့ဒီအချိန်မှာပဲကားကတိတ်ငနေဖြစ်သွားပြီးလှုပ်ရမ်းလာပါတယ်ဒီတော့မှနိုင်ကြီးတွေးမိလိုက်ပါတယ်ဒါတရေချောက်နေတာပဲတကယ်တော့တရေတစေတွေနနာဘွားတွေဆိုတာနိုင်ကြီးအတွက်အဆန်းမဟုတ်ပါဘူးကြောက်စရာထိတ်လန့်စရာမဟုတ်ဘူးနိုင်ကြီးနေတဲ့ကုန်းနောက်ရွာရဲ့အနောက်ဘက်မှာအရန်ဆိုးတဲ့ကြက်ကုန်းမြေရှိတယ်အဲ့ဒီအကြောင်းသိသူကညဆိုမသွားရဲပါဘူးအကြောင်းမသိသူတွေသွားရင်လည်းတခုမဟုတ်တခုတော့ချက်တစေတွေကကြောက်အောင်လန့်အောင်လှုပ်လိုက်တိုင်းကြီးပါပဲနိုင်ကြီးကတော့အဲ့ဒီကြက်ကုန်းမြေမှာင
ငှက်ပစ်ဖားရှာငားရှာနေကြဖြစ်ပါတယ်ဒီလိုသွားတဲ့အခါတိုင်းမှာလည်းအမွှေးမြင်ရှိရှိအရက်မြင့်မြင့်ကြီးတွေနဲ့အရိပ်လိုလိုသွားလာနေတဲ့အကောင်တွေအမျိုးမျိုးတွေ့ကြုံရပါတယ်အဲ့ဒီလိုတွေ့ကြုံတဲ့အခါတိုင်းမရှိလို့လောက်ကင်စားတော့နေရတာပါမနှောက်ယှက်ပါနဲ့လို့နိုင်ကြီးကပြောတတ်ပါတယ်မကြောက်တတ်တဲ့သူမှန်သိလို့လားမဆိုနိုင်ဘူးနိုင်ကြီးကို6တာလှမ်းတာတိတ်မလုပ်ကြဘူးသူ့လန်းသူသွားကိုလန်းကိုသွားပဲတခါလေကတဲ့တစ်ခုပေါ်မှာမျက်နှာချင်းဆိုင်တွေ့ပြီးရှောင်မိကြရင်သူတို့ကိုယ်လုံးကအမွှေးချမ်းကြီးတွေနဲ့တောင်နိုင်ကြီးကိုပုတ်တိုက်မိသွားပါသေးတယ်ဆိုရရင်နိုင်ကြီးကတရက်တစီမပြောနဲ့တရက်တစီရဲ့အဖေလာလဲကြောက်မှာမဟုတ်ပါဘူးခုလဲတောကြီးမြမဲထဲမှာကားပြတ်တယ်ကားပြတ်တဲ့ညမှာပဲတရက်6တာခံနေရတယ်တော်တော်လေးကြာလာတော့ကားလှုပ်တာရက်သွားတယ်အမောင်လောကကြီးကလည်းခြောက်ချားစရာကောင်းလောက်အောင်ငြိမ်ကျသွားပြန်တယ်ဒါပေမဲ့နိုင်ကြီးရဲ့ရင်ထဲမှာတော့မငြိမ်နိုင်ဘူးနှလုံးခုန်စီးချက်တွေကလည်းတဒုံဒုံမြည်နေပါတယ်ဘယ်အချိန်မှဘလို့နည်းနဲ့6လန့်အောင်မလဲဆိုတာကိုပဲတွေးတောနေရပါတယ်ဒီလိုနဲ့အချိန်အတော်လေးကြာသွားပြန်တယ်တိတ်ဆိတ်လုံးတဲ့ညကပိုကြောက်စရာကောင်းတယ်လို့ပဲလို့နိုင်ကြီးတွေးလိုက်မိတယ်ရုတ်တရက်ညှိပုတ်အနှံကြီးတစ်ခုကိုအော်ဂလီဆန်လောက်အောင်ရှူရှိုက်မိလိုက်ရပါတယ်နိုင်ကြီးကြက်သီးမှုချင်းထသွားပါတယ်အပုံနှံ့ဆိုတာတစေတရေတွေကထွက်တဲ့အနှံ့ဆိုတာနိုင်ကြီးသတိရလိုက်ပါတယ်ဒါဆိုတစေတရေတဲ့ကောင်အနီးနားမှာရှိနေပြီပေါ့နိုင်ကြီးမျက်လုံးလေးပြူးနေအောင်ကြည့်ပြီးတက်သမျှမှတ်သမျှတရားစာတွေကိုရွတ်နေပါတယ်အပုံနှံကြီးကတော့ပျောက်မသွားပဲထောင်းထောင်းထအောင်ပို့ပြီးနမ်းလာပါတယ်ညီပုံနှံကြီးကြောင့်နိုင်ကြီးပြုတ်တက်လာပါတယ်မခံနိုင်တဲ့အဆုံးမှာကားတကားဖွင့်ပြီးတော့တဝေါဝေါနဲ့အန်ချပြစ်လိုက်ပါတယ်အချိန်ကြာအန်ပြီးတော့နိုင်ကြီးတစ်ကိုယ်လုံးနှုံးချသွားပါတယ်မျက်နှာပေါ်မှာလည်းချွေးသီးချွေးပေါက်တွေနဲ့မျက်လုံးအပြူသားနဲ့အသက်ရှူပုံမှန်ဖြစ်အောင်ကြိုးစားနေရပါတယ်သူ့ရင်ဘတ်ကြီးကတော့ဖားဖို့ကြီးလိုဖိုးလိုက်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲကားတကားလာပုတ်တန်ကြားလိုက်ရပါတယ်ကြီးလိုက်တော့လဲဘာမှကိုမတွေ့ရဘူးကဲတစေကြီး6ချင်တယ်လို့6ပေတော့လို့ပြောပြီးနိုင်ကြီးမျက်စိကိုဇုံမိတ်ထားလိုက်တယ်မမြင်ရတဲ့တစေတကောင်ကကားတကားကိုအချိန်တော်တော်ကြာတပုံပုံပုတ်ပြီးမှရပ်သွားပါတယ်နိုင်ကြီးအဲ့ဒီတော့မှမျက်လုံးကိုဖွင့်လိုက်ပါတယ်ကားရှိမှန်မှာကြောက်စရာရုပ်ပြက်ဆင်းပြက်မျက်နှာကြီးတစ်ခုကသူ့ကိုကြည့်နေပါတယ်နိုင်ကြီးအသေးတွေပြောင်းပြန်ဆန်သွားသလားလို့ထင်လိုက်မိပါတယ်စပင်စုပ်ဖွားတွေကမျက်နှာပေါ်ဖယိုဖယက်ဖုံးလို့မြေမုံတွေပေလူးနေတဲ့မျက်နှာတစ်ခုလုံးမှာညီညစ်သွေးတွေကမြင်မကောင်းအောင်ပေးချနေပါတယ်ပါဇက်ကလည်းသွေးတွေတပွက်ပွက်အန်ကျနေပါတယ်ဒဏ်ရာရထားတဲ့လူတစ်ယောက်များလားလို့နိုင်ကြီးတွေးလိုက်သေးပေမဲ့ဒါဟာလူစစ်မဖြစ်နိုင်ဘူးဆိုတာနားလည်လိုက်ပါတယ်ထူးခြားတာကသူ့ကို6လန့်နေတဲ့တစေရဲ့မျက်လုံးတွေကနွမ်းဖြော့ညှိုးငယ်နေတာကိုနိုင်ကြီးသတိပြုလိုက်မိပါတယ်ခဏနေတော့တစေကောင်ကနောက်လက်ထက်သွားပါတယ်နိုင်ကြီးရုတ်တရက်လက်အောင်မိမတက်ဖြစ်သွားပါတယ်တစေကောင်ရဲ့ဦးခေါင်းနောက်ဘက်ချမ်းမရှိတော့တာကိုတွေးလိုက်ရတယ်ပွင့်နေတဲ့ဦးခေါင်းကိုနေကနေအဖြူရောင်အုံနောက်စတွေကတန်လန့်ထွက်ကြနေပါတယ်ခေါင်းကစီးကျနေတဲ့သွေးတွေကလည်းလေကုန်းနဲ့ကြောပြင်တွေမှာအသေးတုံစီကချင်းနေလို့တရေးတရိုင်းနဲ့ထွက်သွားတဲ့တစေကောင်ဟာတစ်ခုတ်ညမ်းစင်ပေါ်တက်သွားတာကိုတွေးလိုက်ရပါတယ်ပြီးတော့နိုင်ကြီးစီယာကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးဖြတ်ခနဲ့ပြောက်ွယ်သွားပါတယ်တစေပြန်ပေါ်လာအောင်မလားလို့နိုင်ကြီးစောင့်ကြည့်နေသေးပေမဲ့မနဲ့လင်းအားကြီးချိန်အထိပြန်ပေါ်မလာတော့ပါဘူးနာနာဘဝဆိုတာအတွေးမရောက်တဲ့အဖြစ်ဆန်းအမြင်ဆန်းတွေကိုအထူးအမျိုးမျိုးပြတတ်တဲ့အတွက်နာနာဘဝလို့ခေါ်တာဖြစ်ပါတယ်အမှန်တကယ်တော့သူတို့ဟာပိတ်တာပုံသားတွေပါသူတို့ဟာကြီးအောင်ငဲအောင်ဖြူအောင်မဲအောင်မြင်စေနိုင်ကြတယ်သူတို့ရဲ့ခန္ဓာကိုယ်ကိုကွယ်ပြောက်အောင်လည်းလုပ်နိုင်ကြတယ်မြင်အောင်လည်းလုပ်နိုင်စွမ်းရှိကြတယ်ပြီးတော့လူရောင်မြင်းရောင်ခွေးရောင်လည်းဖန်ဆင်းတတ်ကြတယ်တစေကလူကို6လန့်နေဆိုတာမှာအကြောင်းမျိုးရှိတယ်ကန်နှိမ့်လို့6ခံရတာစားကျင်တောက်ကျင်လို့6တာအကူကြီးတောင်းကျင်လို့နောက်ပြောင်ကျင်လို့ချစ်လို့ခင်လို့ဆွဲလန်းလို့စသဖြင့်အမျိုးမျိုးပေါ့ကွယ်တချို့ကြတော့လေအမျှတန်းဝေတာခံယူခြင်းလို့ဥစ္စာပစ္စည်းပေးခြင်းလို့6တာဖျားတန်တရားတန်ကြားတဲ့အခါမရွတ်အောင်6တဲ့တစ်စီမျိုးလည်းရှိပါတယ်ညကမောင်နိုင်ကြီးစီကိုလာတာဦးတန်းကြီးပဲဖြစ်ပါလိမ့်မယ်အကူကြီးတောင်းကျင်လို့လာတာပဲဖြစ်မှာပါကွယ်တစ်ပင်ကြီးပြီးတာကိုဆွဲလန်းပြီးအကူကြီးတောင်းကျင်တာလားအမြတမ်းဝေတာကိုခံယူခြင်းလို့လာတာလားဆိုတာတော့သူကိုယ်တိုင်ပဲသိမယ်တကားကြီးဆရာတော်ကရှင်းပြပြီးစကားကိုအဆုံးသတ်လိုက်ပါတယ်မနဲ့လင်းအားကြီးမှအေးရလို့နဲ့သူရဲ့နိုင်ကြီးတော်နဲ့မနိုးပါကားတန်တွေလူတန်တွေစွစွညံညံကြားမှလန့်နိုးလာပါတယ်ကားနဲ့ပါလာတဲ့လူတွေထဲမှာရဲဝန်တန်းတွေနဲ့တန်ဃာတော်3ပါးကိုပါတွေ့ရပါတယ်ဒီတော့မှနိုင်ကြီးလည်းအဖြစ်အလုံးစုံကိုသိရပါတော့တယ်ဒီနေရာမှာမနေ့ကသူတို့ကားမရောက်ခင်2 နာရီလောက်စောပြီး
တစ်ခုတ်ခေါင်းဆောင်ဦးတန်းအေးတစ်ပင်ပြီးတည်ခဲ့တာဖြစ်ပါတယ်ရဲတွေကအခင်းဖြစ်ရာနေရာကိုကြည့်ရှုစစ်ဆေးမှတ်တမ်းတင်ဖို့တန်ဃာတော်တွေကဦးတန်းအေးကောင်းရာမွန်ရာရောက်ဖို့တရားနာအမျှတမ်းပွဲဖို့ဦးတန်းအေးရဲ့ဆွေမျိုးသားချင်းတွေကပင့်လာတာဖြစ်ပါတယ်တန်ဃာတော်တွေတရားပြီးတော့နိုင်ကြီးလဲဝင်ပြီးတရားနာလိုက်ရပါတယ်တရားနာရေးဆက်ချအမျှတမ်းပေးဝေပြီးချိန်မှာနိုင်ကြီးကတညလုံးသူကြုံတွေ့ခဲ့ရတာတွေကိုဆရာတော်ကိုလျှောက်တဲ့အတွက်ဆရာတော်မှတစေတရဲ့နန္ဒဘဝအကြောင်းတွေကိုနိုင်ကြီးနှင့်ပြည့်သက်များကိုပြန်ရှင်းပြခဲ့တာဖြစ်ပါတယ်ဒီတော့မှနိုင်ကြီးလဲနွမ်းဖြော့ညှိုးငယ်နေတဲ့တစေရဲ့မျက်လုံးတွေကိုပြန်ပြီးအမှတ်ရမိနေပါတယ်တေကန်ဒီဆွဲလန်းစိတ်နဲ့ဦးတန်းရေးတယောက်ပြင်းကရိုးပင်ကြီးမှာတရဲတစေဘဝနဲ့တီမီရှိနေခဲ့တာအကြောင်းတိုက်ဆိုင်ခြင်းတော့နိုင်ကြီးရဲ့ကားကလည်းဒီနေရာမှာပဲလာပြီးပြတ်ခဲ့ပါတယ်ဒီလိုနဲ့ပဲဦးတန်းအေးရဲ့ဘဝသစ်နဲ့နိုင်ကြီးတို့တညာလုံးထိတ်လန့်တကြားကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်လောက်ကင်ဆောင်ရွက်စရာတွေအတီးအတီးလောက်ကင်ပြီးတော့အားလုံးပြန်ဆင်းသွားကြလေတယ်အခင်းဖြစ်ရာနေရာမှာနိုင်ကြီးတယောက်တည်းပဲကြံရိတ်ခဲ့ပြန်တယ်ဒရိုင်ဘာသိန်းလွင်ကတော့မွန်းတဲ့အချိန်အထိရောက်မလာသေးပါဘူးညနေနေဝင်တရောအချိန်ထိလည်းပြန်ရောက်မလာသေးပါဘူးမျော်မေ့တာမျော်ရနေတာပါသူတို့မြို့နယ်လေးမှာစိုက်တူနံပါတ်2ကားဘိန်းနှက်ရဖို့ဆိုတာမလွယ်ကူလာပါဘူးတောင်ငူမြို့မှာရခြင်းရမရရင်ရန်ကုန်ထိတက်ဝယ်ရမှာဖြစ်ပါတယ်နှစ်ညအိမ်နဲ့ပြန်ရောက်ရင်ပဲကံကောင်းအရင်ကသူမကြောက်ခဲ့ပေမဲ့အချောင်းစုံတီးပြီးတဲ့နောက်မှာစိတ်ထဲကလိပ်ပြန်ခဲ့သလိုခံစားနေရပါတယ်ဒီနေရာမှာထပ်ပြီးညအိပ်ရမယ့်ကိစ္စကတော့နိုင်ကြီးအတွက်ခြောက်ချားတဲ့ညအိမ်မက်ရှိကြီးကိုအထိတ်တလန့်မနေရသလိုထင်နေပါတယ်နိုင်ကြီးစိတ်တွေလေးလံနေပါတယ်ကားကြီးကိုဒီတိုင်းထားပစ်ခဲ့လို့မရခဲ့တဲ့ဘဝမို့ဘာပဲဖြစ်ဖြစ်သူဒီညထက်အိပ်ရဖို့မှဖြစ်ပါတယ်အမှောင်ကလည်းတစားနဲ့လွှမ်းခြုံစားပြုတ်လာပါပြီဦးတန်းအေးပြုသမျှကုသိုလ်အဝါကိုအမျှပေးဝေပါတယ်နော်တာရုခေါ်ပြီးဒီနေရာကနေဝေးရကိုသွားပါတော့ဗျာမိဘုံထဲကိုထင်းကြောက်တွေပစ်ထည့်ရင်းနိုင်ကြီးအမျှတမ်းပေးဝေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲညှိပုတ်ပုတ်အနှံကြီးကိုနိုင်ကြီးရှူရှိုက်လိုက်ရပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာအခုပြပြပေးတဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာဒီဇလန်းလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ